မင်္ဂလာပါမြတ်ကပါကျွန်တော်ဒီနေ့ပစ္စည်းရောက်တာလေးတွေနဲ့နှိပ်ဆက်ပေးခြင်းလို့တစ်ခါလေးကျွန်တော်ဒီမှာဖောက်ရင်းနေပေါ့နော်ဒါကဆဲတော့အခင်းနေပေါ့နော်ဘာတွေဖြစ်မလဲဆိုတော့ကျွန်တော်ဒီမှာတစ်ခုဖောက်ကြည့်လိုက်မယ်နော်ဆိုတော့ကခါတိုင်းကျွန်တော်ဒီဟာတွေကကျွန်တော်စီမှာရတဲ့ပစ္စည်းတွေပဲအခုတစ်ခေါက်မှာပစ္စည်းပြတ်သွားလို့ပြန်သွင်းလာတာပေါ့နော်နမူနာလေးတွေလည်းနှိပ်ဆက်ပေးခြင်းလို့ဒါလေးတွေပေါ့ဒါကမှာပြโอ้လှလိုက်တာမိုက်ရဟောဆိုတော့ဒါကတော့12ရာသီကွင်နေပေါ့နော်12ရာသီကွင်နေဟိုမှtarget အခင်းပုံနဲ့လောက်ထားတာဒါဒီမှာဆိုရင်ကျွန်တော်တို့တော်တော်လေးကိုလှတဲ့အနေထားလေးပေါ့စင်ပြေတယ်ဗျစင်ပြေတယ်နော်အမျိုးလေးဒါကဒီဇိုင်းတစ်မျိုးပေါ့နော်ဒါကဒီဇိုင်းတစ်မျိုးရှိမယ်ပေတံလေးယူပေးပါလားညီပေတံဟောရမတပေနှစ်ပေနဲ့ဒီနှစ်တော့လေးနှစ်ပေနဲ့4လက်မှရှိတယ်ဗျနှစ်ပေနဲ့4လက်မှရှိမယ်ဒါဒီဇိုင်းတစ်ခုပေါ့နော်ဒါလေးကျွန်တော်ဒီမှာဖြန့်လာလိုက်မယ်ဒါကနောက်ထပ်ဒီဇိုင်းတစ်ခုဒါလေးလဲလှတယ်ဗျဒါလေးလဲဒီကွာကြည့်လိုက်ပါတော်တော်လေးကိုစင်ပြေတဲ့ပုံစံလေးတွေပေါ့နော်ဒါဆိုရင်ဒီဇိုင်း2မျိုးဒါလေးလည်းလှတယ်ဗျကျွန်တော်ဖွင့်ပြပေးမယ်ဒါကတော့targetပုံလေးတွေပါပါတယ်ဗျဒီမှာဗျဒီလိုဖြစ်မှာဒါအတဲ့ပေါ့နော်Aries ကအပေါ်ဆုံးပဲဖြစ်ရတယ်တိတ်တာရာဒီဝင်ဒီမှာဒါလေးလည်းတော်တော်လှတယ်ဗျနော်ဒါလေးလည်းရှိပါတယ်ဒါဆိုရင်အားလုံးပေါင်း3မျိုးပေါ့နော်ဒီဇိုင်း3မျိုးဖြစ်မှာပေါ့ဒါမင်းရဘူးတွေပဲဖြစ်ပါတယ်ဒီမင်းရဘူးတွေကကျွန်တော်တို့ဆရာတွေစီးထိုးစေးပေါက်လောက်တာတွေစမဆွဲတာတွေအင်းဆွဲတာတွေမှာသုံးပါတယ်ဒါတွေကအရွယ်စားက120မီလီဖြစ်ပါတယ်အယောင်ကပြောအနီရောင်ပေါ့နော်အယောင်ကတော့ဒါလေးတွေလည်းပြန်ရပါပြီကျွန်တော်ဒီစေးမင်းရတဲ့ကမင်းရကိုစေးတော်တွေနဲ့ရောပြီးတော့ထိုးပေါက်တာတွေလုပ်ကြပါတယ်အင်းစမတွေကိုဖောင်တိန်ထဲကိုထည့်ပြီးတော့ဆွဲတာမျိုးတွေလည်းလုပ်ကြပါတယ်နေရာတော်တော်များများမှာအသုံးပြုနေရှိပါတယ်ဒါကတော့ဆရာကိုင်းပစ္စည်းတွေပါဗျအားလုံးကျေးဇူးတင်ပါတယ်